ဘောကကြီးပြောသွားသလိုပဲဒီသူကဒီစီရတယ်ဒီသူတွေရုပ်သီးစားရင်တော့စက်တယ်ဆိုတာတော့ဒီသူတွေသိပြီပဲအဲ့တော့အချိုစားဖို့တော့မဲပေးသိချင်ပါတယ်နိုဝင်ဘာ9ရက်ယနေ့မနက်ပိုင်းကနေပြည်တော်ပုပ္ပသီရိမြို့နယ်ကြီးတောင်ကံမှာပြုလုပ်တဲ့မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ MFDP ရဲ့မဲဆွယ်စည်းရုံးဟောပြောပွဲအပြီးရင်းမြို့နယ်မဲဆန္ဒနယ်မှာပြည်သူ့လွှတ်တော်ကိုစားပြုနေရာကိုဝင်ရောက်အရွေးခံမယ်မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းဒေါ်စုမြတ်စန္ဒာကသူမနဲ့သူမပါတီကလွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုမဲပေးကြဖို့တိုက်တွန်းပြောကြားသွားတာဖြစ်ပါတယ်အဆိုပါမဲဆွယ်စည်းရုံးဟောပြောပွဲမှာမြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ MFDP ဥက္ကဋ္ဌဦးကျော်စွာစိုးကယခုလိုပြောကြားသွားခဲ့တာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာတိုင်းပြည်မှာကောင်းဆိုတာကစိတ်ရင်းကောင်းဖို့နံပါတ်1စိတ်ရင်းမကောင်းဘူးဆိုရင်ချောက်ပြောင်ကြီးမတွေးနိုင်ဘူးဒီလိုတွေးတယ်ဟုတ်လားသူကတော့ငါ့ကိုပြောနေပြီသင်ပြနေတယ်ရိုးရလားမဟုတ်ဘူးထင်တယ်ဟုတ်လို့ပဲမထင်ဘူးအဲ့ဘေးနာငချွန်တော်ကတွန်းလိုက်ရင်ကိစ္စပြတ်နော်ဒါကြောင့်ကောင်းဆောင်ပန်သမျှခဏတို့ကျင်ထဲမှာထက်တာစိတ်ရင်းကောင်းဖို့နံပါတ်1ပဲဟုတ်လားမဟုတ်ဘူးလားဟဲ့လားစိတ်ရင်းကောင်းတယ်ဆိုတာကဘာမဆိုကိုချင်းစာစိတ်ရှိပြီးမြတ်တဲ့ပြုကိုပြောတာနော်ကိုချင်းစာကိုဆွေမျိုးပဲကိုချင်းစာနေလို့မရဘူးနော်တနိုင်ငံလုံးကိုချင်းစာတတ်ရမယ်အခုကဆွေမျိုးသားချင်းဆိုကိုချင်းစာကတရားအားထားတယ်သားသမီးဆိုပုံဆိုမင်းမြင့်ဆိုပုံဆိုကိုချင်းစာတွေအားထားပြီးတော့စောင့်ရှောက်ကြလာမပေးနဲ့နော်တော်ပြီကျုပ်တို့တခါလာလဲဒီသေးပဲတခါလာလဲဒီသေးပဲတောက်နေရတာနော်အဲ့ဒီသေးကြီးကဘာမှလည်းမထားတော့တဲ့အတွက်သေးအစ်စ်ပြောင်းမဲ့ဆိုရင်ထောက်ခံမလားမထောက်ခံဘူးလားနော်ဒါကြောင့်ကျုပ်တို့ပြည်သူတွေကအချိုကြိုက်တော့တရားကြွေတရားလုံးမဲ့ကြွေပြုံနဲ့ကျုပ်တို့လူငယ်တွေကဘာနဲ့တူလဲဆိုအဆက်တော့ရှောက်ဒါကြောင့်မြေဦးဒီအစိမ့်နဲ့ကြွေအနီပဲကြွေချင်းစက်တယ်နော်စက်တဲ့ကတော့မသားနဲ့တော့လို့ပဲပြောမယ်အချိုပဲစားပါလို့ပဲပြောချင်တယ်ဟုတ်လားမြေဦးဒီအစိမ့်နဲ့စက်တယ်တော့နော်ဒါကြောင့်မြေဦးဒီတော့သွားမသားပြီးနဲ့စားပြီးခဏရေတောက်လို့တော့မှသုံးမှာမဟုတ်ဘူးအဝေးလဲဆိုတဲ့အထွက်ကြတယ်လဲဖေးမှာပူသွားမယ်ဘာနဲ့မှနော်ဒါကြောင့်သေးကြကြောင့်ခေါင်းထဲမှာထည့်ထားငါတို့ကောင်းသူလယ်သမားတွေဒီတစ်ခေါက်တော့အခြေခံလူတန်းစားတွေလွတ်တော်တဲ့ကိုသွားပြီးတော့ကိုယ်တိုင်တိုင်းပြည်ရဲ့ကိစ္စတွေအားလုံးကိုစီမံခန့်ခွဲမဲ့ခေါင်းဆောင်တွေကိုရွေးချယ်တင်ပြမယ်လို့ဟုတ်လားဆုံးဖြတ်ထားကြပါလို့ပြောကြရင်းနဲ့ပဲဒီကုန်းချုပ်ပါတယ်ခင်ဗျာပုပ္ပသီရိမြို့နယ်ပြည်သူ့လွှတ်တော်ကိုစားပြုနေရာကိုဝင်ရောက်ရှင်ပြိုင်အရွေးခံမယ်ဒေါ်စုမြတ်စန္ဒာဟာဥပဒေဘွဲရတအူးဖြစ်ပြီးခဲ့တဲ့2020ပြည့်နှစ်ရွေးကောက်ပွဲတုန်းကလည်းအခြားပါတီတစ်ခုကိုစားပြုပြီးပုပ္ပသီရိမဲဆန္ဒနယ်ရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကိုဝင်ရောက်ရှင်ပြိုင်အရွေးခံခဲ့တယ်လို့သိရပါတယ်ကျွန်တော်ဝင်းဦးပါ